္ဂလာပါလီယိုဂီတာမြန်မာနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကိုရီမွန်ရဲ့ခြံငယ်ဆိုတဲ့တခြင်းလေးကိုဂီတာတူတိုရီလုပ်ပေးပါမယ်ချင်းလေးရဲ့ကီးကတော့ D key ပေါ့နော်D key ဆိုတာသိကြမှာပေါ့နော်အဲ့တော့ D key သူ့မှာတီးထားတဲ့ပုံစံလေးက van ပုံစံလေးတီးထားရပေါ့နော်ကျွန်တော်ဒီမှာတော့intro verse pre တွေမှာကျွန်တော် van ပုံစံတီးပြပြီးတော့ကျွန်တော် chorus မှာတော့ rhythm ပုံစံလေးတီးပြပေးပါမယ်တကယ်လို့နှလုံးတွဲတီးမယ်ဆိုလို့ရှိရင်လည်းတစ်လုံးက van တီးရင်တစ်လုံးက van တီးတစ်လုံးက rhythm တီးပေါ့နော် sorry တစ်လုံးက rhythm တီးပေါ့တစ်လုံးက van တီးတစ်လုံးက rhythm တီးပေါ့နော်power net chord တွေအနေနဲ့ကျွန်တော် D ပါမယ် B minor ပါမယ် G ပါမယ် A ပါမယ် E minor ပါမယ်ပေါ့နော်ဒီ chord လေးပဲပါမယ် power chord မှာဆိုရင်တော့ကျွန်တော် D ပေါ့နော်ဒီ power chord ပါအဲ့ဒါကိုကျွန်တော်တို့ D ပိုင်း C sharp ပါမယ် D ပိုင်း C sharp ဆိုတော့ D ပိုင်း C sharp ဆိုဒီမှာဒီ power chord ကိုကျွန်တော်တို့ဒီမှာ C sharp နှုတ်ထည့်လိုက်မယ်နော် C sharp နှုတ်ထည့်လိုက်ပါမယ်C sharp နှုတ်ပါမယ်ပြီးတော့ B minor ပိုင်း A ဆိုလို့ရှိရင်ကျွန်တော် B minor power chord ကိုကျွန်တော်တို့လက်ညှိုးလွတ်လိုက်ပေါ့နော်ဒါပဲပေါ့နော်လက်ညှိုးလွတ်လိုက်အောင်ပဲပေါ့နော်နော် A နှုတ်ထည့်လိုက်မယ်ပေါ့နော်အဲ့တော့ B by A ဆိုလို့ရှိရင်ကျွန်တော်တို့လက်ညှိုးလွတ်လိုက်မယ်ပေါ့နော်ဒီ B minor power chord ကင် B power chord ကင်တာကိုကျွန်တော်လက်ညှိုးလွတ်လိုက်ပေါ့နော် A နှုတ်ထည့်လိုက်တာပေါ့အဲ့တော့ဟုတ်ပြီသူရဲ့ဒီခက်တဲ့ပုံစံလေးကိုကျွန်တော်သွားမယ်ပေါ့နော်သူရဲ့ပုံစံလေးကတော့ဘယ်လိုလေးလဲဆိုတော့ဒီလိုလေးပေါ့ 1 E N 2 E N 3 E N 4 E N အဲ့လိုမျိုးသွားရတယ်အဲ့တော့အဲ့မှာကျွန်တော်တို့1 E N မှာကျွန်တော်တို့ဒီတီးတဲ့ခါမှာကျွန်တော်မြုပ်လေးထည့်ပြီးတီးတယ်ပေါ့နော်1 E N 2 E N 3 E N အဲ့မြုပ်တဲ့ခါမှာကျွန်တော်ဒီဘက်လက်ကနေမြုပ်တာမဟုတ်ဘူးပေါ့နော်ဒီဘက်လက်ကနေမြုပ်တာမဟုတ်ပဲねဒီဘက်ဒီလက်အသားလေးရဲ့ဒီဘက်ဒီကျိုးပေါ်ပေါ့နော်ဖွားဖွားလေးကျွန်တော်တင်ပြီးတော့မြုပ်လိုက်တာပေါ့ဒီလိုတန်လေးပေါ့မဟုတ်ပဲねဒီလိုမတင်တော့ဆိုရင်ဒီလိုတန်ထွက်တယ်ပေါ့နော်ဒီလိုလေးတင်ပြီးတော့မြုပ်တာပေါ့နော်အဲ့တော့ဒီ 1EN မှာ 1E N ဆိုတဲ့နေရာမှာကျွန်တော်တို့ကခက်ပြင်းပြင်းလေးတီးလိုက်တယ်ပေါ့နော်တန်စင်လေးထွက်ချင်တဲ့အတွက်ကြောင့်1EN 2EN 3EN 4EN ကျွန်တော်အဲ့လိုလေးပေါ့နော်အဲ့တော့ဒီချင်းတစ်ခုလုံးကိုကျွန်တော်တို့အဲ့တိုင်းလေးတီးသွားမယ် van ကျွန်တော် van နဲ့တီးသွားမယ် chorus ကြမှာပဲကျွန်တော် rhythm ထည့်တီးမယ်ပေါ့နော် rhythm နေရာကြကျွန်တော်ဘယ်လိုတီးမလဲဆိုတော့ down up up down up up down down up up down up up down down up up down up up down down up up downအဲ့လိုပေါ့နော် down up up down up up down down up up down up up down down up up down up up down ကျွန်တော်တို့အဲ့လိုလေးတီးရပေါ့နော်အဲ့တော့ဒီ streaming pattern တစ်မျိုးရှိမယ် chorus မှာတီးရပုံစံတစ်မျိုးရှိမယ် verse မှာတီးရပုံစံတစ်မျိုးရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်တချင်းလေးတူလိုက်တီးကြည့်လိုက်အောင်ဒီလိုတီးကျင်လည်းရရနော်ဒီ chord တွေကိုင်ပြီးတီးလို့ရရနော်
ကော့လေးနဲ့တီးနေရပါတယ်ဒါတော့ reason တီးတာပေါ့နော်ပြန်လာပြီဗန်သမားတွေကကောရမှာဒီလိုတီးလို့ရပါတယ်